9သိန်းလည်းမဟုတ်9သိန်းမပြည့်တဲ့ဈေးအခုတလုံးဟောဖြစ်နေတဲ့ဖုန်းကဘတ်ဂျက်ဖုန်းတစ်လုံးဆိုရင်ရောက်လာ Helio GTR Ultimate ကိုမှ 6000 mAh ပါမဲ့အပြင်အခုချိန်မှာဝယ်မယ်ဆိုရင်45 watt fast charging ပါတဲ့ 2000 mAh က power bank တစ်လုံးနဲ့အတန်ရဲ့ 8 to data ကို6လတိတိအခမဲ့သုံးလို့ရမယ်ဟုတ်ပါတယ် Infinix ရဲ့ Hot 80 Grand Bay ကိုရောက်ရှိလာပါပြီအရင်ဆုံးကာလာအနေနဲ့9ရောင်ရမှာဖြစ်ပြီးအမိုက်စားတက်ချာလေးပါမြင်ရမယ်ဒါဆိုဘာတွေပါပြီးဘယ်သူတွေအတွက်ဖြစ်မလဲ display size က 6.7 inch ကို IPS LCD 120Hz သုံးလို့ရမယ်အပြင် AMOLED display ပါမယ်အဆိုစီက Helio G100 Ultimate နဲ့ဆိုတော့ social media သုံးမလား game ဆော်မလားဘက်ထရီ6000ပါမယ်အပြင်45 watt နဲ့အမြန်အားသွင်းလို့ရ50 megapixel main camera ကဒီလိုရှိကဲဒါဆိုဈေးနှုန်းက10သိန်းလည်းမဟုတ်9သိန်းလည်းမဟုတ်9သိန်းမပြည့်တဲ့ဈေးနဲ့ရမှာဆိုတော့ Grand Bay ကိုအခုပဲလမ်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်